အားလုံးပဲမင်္ဂလာပါမြန်မာသတင်း TV ကနေကြိုဆိုလိုက်ပါတယ်သတင်းတွေတင်တိုင်းသိရအောင်ကျွန်တော်အကောက်ကို subscribe လုပ်ဖို့မမေ့ကြနဲ့နော်အားပေးတဲ့သူအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပါစေဗျာဒေါ်ဆန်းစုကြည်ကိုနိုင်ငံတကာကြက်ချင်ဒီဖွဲ့ ICRC ကအတော့ရောက်တွစ်ဆုံခဲ့ပါတယ်ဒီဖြစ်စဉ်ပေါ်သူ့ရဲ့သားဖြစ်သူကင်ရဲ့အမြင်ကိုလည်းကြားကြမှာပါတခါစစ်ထဲသွင်းတဲ့ပေါ်တာဆွေးမှုတွေကဒီနေ့လူငယ်တွေကိုဘယ်လောက်ထိတက်ရောက်နေပါလဲဒီစစ်မှုထမ်းဥပဒေမထုတ်ခင်ရဆိုရင်ရုံးသားရုံးမှာတိတ်ပြက်လာတော့မရှိဘူးဒါပေမဲ့အခုစစ်မှုထမ်းဥပဒေပေါ်ပြီးတဲ့နောက်ပိုင်းကျတော့ဥမာမနေ့ရုံးသားကနေစပြီးတော့မှအဆောင်ရစတတ်တယ်ဆိုတာနဲ့အဆောင်ပြန်ဥပမာလမ်းမှာတစ်ခုမှဖြစ်မလားဆိုရင်စိုးရင်စီဖြစ်တယ်ပေါ့ကျွန်တော်ကရမပါခင်ဗျဒေါ်ဆန်းစုကြည်ကိုပြည်ပဆိုင်ရာကြက်ချင်ဒီကော်မတီ ICRC ကတော့ရောက်တွစ်ဆုံခဲ့ပါတယ်လွတ်လပ်ခွင့်ကန့်သက်ခံရထားသူများကိုတော့ရောက်တွေ့ဆုံမှာ ICRC ကကျင့်သုံးတဲ့စံထုံးတွေနဲ့လူထုံးလူနည်းတွေအတိုင်းအဲ့တွေ့ဆုံမှုကိုဆောင်ရွက်ခဲ့တယ်လို့ ICRC ကထုတ်ပြန်ပါတယ်ဒီလိုတွေ့ဆုံမှုမှာဒေါ်ဆန်းစုကြည်နဲ့အသီးသန့်တွေ့ဆုံစကားပြောဆိုတာလည်းပါဝင်တယ်လို့ ICRC ကဆိုပါတယ်ဒေါ်ဆန်းစုကြည်ရဲ့တပ်ဖြစ်သူ Kim Edwards ကလည်းဒီဖြစ်စဉ်ကိုကြိုဆိုရင်းဒီတွေ့ဆုံမှုကို BBC နဲ့မြင်မြန်မှာအခုလိုတည်ပြုပြောဆိုပါတယ်I can confirm that meeting has happened, and I spoke with that delegate earlier today. He confirmed that. And အဲ့ဒီတွေ့ဆုံမှုဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်အတည်ပြုနိုင်ပါတယ်ဒီနေ့စောစောပိုင်းကအဲ့ဒီ ICRC ကိုယ်စားလှယ်နဲ့ကျွန်တော်စကားပြောခဲ့ပါတယ်အဲ့ဒီတွေ့ဆုံမှုကိုသူကအတည်ပြုပေးခဲ့တယ်လို့မိမိဟာကျမရေးကောင်းမွန်တဲ့ပုံစံမှာရှိတယ်လို့လည်းပြောပါတယ်လို့ Kim ကပြောတော့တာဖြစ်ပါတယ်FIFA ကမ္ဘာဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ် Gianni Infantino ပြန်ရွေးခံမဲ့အဆိုပြုမှုကိုအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကကန့်ကွက်လိုက်ပါတယ်ပထမဆုံးဝီလာဘောလုံးဖွဲ့ချုပ်ကကန့်ကွက်လိုက်တာဖြစ်ပြီးတော့နောက်ပိုင်းမှာဖင်လန်ဘောလုံးဖွဲ့ချုပ်ကလည်းကန့်ကွက်ခဲ့ပါတယ် FIFA ဥက္ကဋ္ဌဟာကမ္ဘာဖလားပွဲနဲ့တခြား FIFA ဘောလုံးပွဲတွေကိုပရိကယင်းနှိမ့်မြုံနယ်သူစီတစီပိုင်းပိုင်ဆိုင်ခွင့်ပေးမဲ့သူ့ရဲ့အစီအစဉ်ကြောင့်ဖိအားတွေအောက်မှာရောက်ရှိနေပါတယ်ဥရောပဘလုံးဖွဲ့ချုပ် UEFA ကသူဥက္ကဋ္ဌနေရာကမနှုတ်ထွက်ရင်အယုံကြည်မရှိဆိုတင်မယ်လို့ပြောခဲ့ပါတယ်။အမေရိကန်နဲ့ယူရန်ကြားဆွေးနွေးမှုတွေဒီနေ့ပြန်ဆလုပ်မယ်ဆိုတဲ့သမ္မတထရန့်ရဲ့အပြောကိုယူရန်နိုင်ငံရေးဌာနပြောခွင့်ရကတန်တရားရှိတဲ့အကြောင်းပြောပါတယ်။နိုင်ငံခြားမှာအခုလောလောဆယ်ဆွေးနွေးနေတာလည်းမရှိသလိုယူရန်နဲ့အမေရိကန်ကိုယ်စားလှယ်တွေကိုလက်ခံမဲ့အစီအစဉ်လည်းမရှိကြောင်းအီရန်ကိုယ်စားလှယ်တွေကိုအမေရိကန်ရရှိတွေနဲ့တွေ့ဖို့ဆီလွတ်ဖို့စီစဉ်လည်းမရှိကြောင်းအဲ့ဒီအီရန်ပြောခွင့်ရသူအစ်မေးဘဂါရီကပြောပါတယ်မော်စကိုမြို့ရှိပိုင်းဗလာဒီမီယာဒေသအတွင်းမှာရှိတဲ့ Wildberry ဖြန့်ဖြူးရေးအဆောက်အုံတစ်ခုမိလောင်ခဲ့တယ်လို့ရုရှား Wildberry online အရောင်းကုမ္ပဏီကပြောပါတယ် online မှာပြန့်နှံ့နေတဲ့ပုံတွေထဲမှာအဲ့ဒီကုန်လောင်ယုံမိလောင်ပြီးတော့မိဂုမဲ့တွေထွက်နေတာကိုတွေ့ရပါတယ်အခုသတင်းပတ်တွေအတွင်း Wildberry ဆိုင်တွေကိုယူကရိန်းကတိုက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ်။မော်စကိုနဲ့တခြားရုရှားနိုင်ငံတွင်းကနေရာတွေကိုကုန်စည်တွေဖြန့်ဖြူးရေးမှာအဲ့ဒီကုန်လုံးရုံကအဓိကကျတဲ့ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။နိုင်ရနိုင်ငံနောက်မြောက်ပိုင်းမှာလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုတွေအတွင်းစစ်သား၄ယောက်ပါဝင်အနည်းဆုံးလူပေါင်း18ယောက်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ Zamfara ပြည်နယ်အတွင်းမှာတိုက်ခိုက်သူတွေကစစ်စခန်းတစ်ခုကိုတိုက်ခိုက်ကြပြီးတော့ရွာသား100ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားကြတဲ့အကြောင်းဒေသခံတွေကပြောပါတယ်။နောက်ပိုင်းမှာမြို့သမီးတွေကိုလက်နက်ကင်တွေကပြန်လွတ်ပေးခဲ့ပေမဲ့မြို့သား52ယောက်ကလွတ်မလာသေးဘူးလို့သိရပါတယ်။ပါကစ္စတန်နိုင်ငံခိုင်ဘာပက်တွန်ခွာပြည်နယ်ကရဲစခန်းတစ်ခုရဲ့ပြင်ပမှာတွင်းနေကအသေးခံဘုံခွဲတိုက်ခိုက်မှုတစ်ခုကြောင့်လူပေါင်း18ယောက်သေဆုံးခဲ့ရတယ်လို့ပါကစ္စတန်အစိုးရရာရှိတွေကပြောပါတယ်။အဲ့တိုက်ခိုက်မှုကြောင့်သေဆုံးတဲ့သူတွေထဲမှာရဲတပ်ဖွဲ့ဝင်အနည်းဆုံး6ယောက်ပါရှိပါတယ်နောက်ထပ်လူပေါင်း18ယောက်လည်းဒဏ်ရာတွေရရှိခဲ့ပါတယ်ကပယ်မျိုးတွင်အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ဖြစ်တဲ့အချိန်ပိုင်းမှာပဲဒေသတွင်းမှာရှိတဲ့ရန်နဲ့ချီတဲ့လူတွေကစစ်သေးကြတိုက်ခိုက်မှုတွေမြင်မှလာတာကိုစူဝေးဆန္ဒပြခဲ့ကြတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်တာရစ်တာလီဘန်ပါကစ္စတန်ခေါ်ပါကစ္စတန်တာလီဘန်ဖွဲ့ကအဲ့တိုက်ခိုက်မှုကိုသူတို့လုပ်ခဲ့တာလို့ကြေညာပါတယ်
မွေးကင်းစားကုကလီကိုဆောက်ရှောက်ဖို့အတွက်ဖခင်နေခွင့်တဲ့နှုံကဂျပန်မှာ90ရာခိုင်နှုန်းကျော်တဲ့အထိတက်လာပြီးဖြစ်ပြီးတော့ဒါဟာရွေးရဆင်လာမြင်ကိုကျော်လာပြီးတော့ဖခင်ကလည်းအလုတ်ကနားကကလေးတွေကိုပြုစုရမယ်ဆိုတဲ့သဘောထားတွေဖြစ်ထွန်းလာတာပါမနေ့ကဒီနှုံးက10ရာခိုင်နှုန်းကျော်သာရှိခဲ့ပြီးတော့ဒီနှစ်အခုလို90ရာခိုင်နှုန်းကျော်ဖြစ်လာတာလို့ဂျပန်နိုင်ငံလူသမားဝန်ကြီးဌာနကပြောပါတယ်ဂျပန်မှာမြို့သားလူသမားတွေအနေနဲ့နိုင်များစွာလောက်ကြလေရှိပြီးတော့အလုတ်ကခွင့်ယူရင်ယာဒူးမတက်ဘူးဆိုတဲ့အစင်လာမြင်တွေကလွှမ်းမိုးနေတာဖြစ်ပါတယ်ကလေးကိုပြုစုကြဖို့အတွက်မြို့သားဝန်ထမ်းတွေခွင့်ယူကြဖို့ဂျပန်ဆွေရကနှစ်ရှည်လာများတွန်းအားပေးခဲ့ပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ဖန်စီခနာတဲ့နိုင်ငံတော်တမန်ပုဂ္ဂိုလ်ဒေါန်ဆတ်စုကြည်ကိုပြည်ပဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ဌာနေကိုယ်တိုင်နဲ့အခုလအတွင်းဒီနေ့မနက်ပိုင်းမှာတွေ့ဆုံမှုတွေရှိခဲ့ပါတယ်။ကိုဟင်းကိုစုကဒီရင်ပြည့်စုံကိုပြောပြမှာပါ။ဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံမှုအပေါ်အကျဉ်းချထိမ့်သိမ်းခံထားရသူတွေကိုတွားရောက်တွေ့ဆုံတဲ့ ICRC ရဲ့စံနှုန်းလှုပ်ထုံးလုပ်နည်းတွေအတိုင်းလှုပ်ဆောင်ခဲ့ပြီးတော့လွတ်လပ်စွာစကားပြောဆိုခွင့်ရခဲ့တယ်လို့ ICRC ဘက်ကထုတ်ပြန်ပါတယ်။အကျဉ်းချထိမ့်သိမ်းခံထားရသူနဲ့မိသားစုဝင်တွေအကြားသတင်းစကားအပြန်အလှန်ပေးပို့နိုင်ဖို့အတွက်ကူညီပံ့ပိုးခဲ့တာလို့လည်းဆိုပါတယ်။ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ထည့်မဖော်ပြပါဘူး။လှုပ်ထုံးလုပ်နည်းတွေအရတွေ့မြင်သိရှိတဲ့အချက်လက်တွေကိုအာဏာပိုင်တွေနဲ့သာတည်တံ့လှုပ်ဝက်မျှဝေမယ်လို့လည်း ICRC ကဆိုပါတယ်။ ICRC ကတော့အကျဉ်းချနေရာတွေစီကိုတွားရောက်ခွင့်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ထိတွေ့ဆောင်ရွက်နေတယ်လို့ဒီနေ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။နေပြည်တော်အစိုးရဘက်ကထုတ်ပြန်တဲ့ဓာတ်ပုံတွေအရတော့အသက်80အရွယ်ဒေါန်ဆန်းစုကြည်ဟာကျန်းမာရေးကောင်းတဲ့ပုံကိုမြင်ရပါတယ်။ ICRC အပြင်မိသားစုနဲ့တွေ့ဆုံခွင့်နဲ့နိုင်ငံရေးအရတွေ့ဆုံမှုတွေကိုပါခွင့်ပြုပေးဖို့လိုတယ်လို့2020ရွေးကောက်ပွဲဒလမဲဆန္ဒနဲ့အမှတ်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာမှာအနိုင်ရခဲ့တဲ့ဦးဘိုဘိုဦးကအခုလိုပြောပြပါတယ်။ ICRC နဲ့ပေးတွေ့ပြီးတော့ဒီမှာနေတစ်ခါရက်သွားတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့မှုလို့ထင်တယ်။မိသားစုနဲ့ပေးတွေ့ရမယ်ဗျ။နောက်ပြီးတော့အာဆီယံထူးကိုယ်စားလှယ်တို့ကုလသမဂ္ဂထူးကိုယ်စားလှယ်တို့သက်ဆိုင်ရာဒါဝိရှိတဲ့သူတွေပေါ့နော်။မျိုးဖြစ်တဲ့နေကြနော်တွေ့တဲ့နော်။နောက်ကြီးတဲ့ပို့ပြီးတော့တစ်ချက်ဟာလွတ်ပေးရမယ်ဗျ။ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံရေးချမ်းသာတွေအားလုံးလွတ်ပေးရမယ်သားဖြစ်တဲ့ကင်အဲရစ်ကတော့ ICRC ကိုယ်စားလှယ်နဲ့စကားပြောခွင့်ရခဲ့တယ်လို့ BBC ကိုပြောပါတယ်I spoke with that delegate earlier today. He confirmed that. ဒီနေ့အစောပိုင်းတုန်းကအဲ့ဒီကိုယ်စားလှယ်နဲ့ကျွန်တော်စကားပြောပြခဲ့ပါတယ်။မိမိရဲ့ကျန်းမာရေးကောင်းမွန်ပုံရတယ်ဆိုတာသူအတည်ပြုခဲ့ပါတယ်။ဒီတစ်ခါထုတ်ပြန်တဲ့ပုံတွေကတော့အစစ်မှန်တွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီလိုပြောရတာကျွန်တော်အတွက်တော်တော်လေးခက်ခဲပါတယ်။ဘာလို့လဲဆိုတော့စစ်တပ်ဟာနှစ်ပေါင်းများစွာသတင်းအမှားတွေနဲ့သတင်းတုတွေကိုအများကြီးဖြန့်ဝေခဲ့တာကြောင့်ပါAfter all, we all know that the charges are completely false. ဘလို့ပဲဖြစ်ဖြစ်မိမိပေါ်ဆွဆွဲချက်တွေအားလုံးကလုံးဝအတိတ်ပဲမရှိတဲ့ဆွဆွဲချက်တွေဆိုတာကျွန်တော်တို့အားလုံးသိပြီးသားပါပြီးတော့စစ်တပ်ကကိုယ့်ပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတာတွေကိုရပ်တန့်ဖို့လဲတောင်းဆိုပါတယ်မိမိကိုအမြဲတမ်းချစ်တဲ့အကြောင်းကျွန်တော်တို့သူ့ကိုအမြဲတမ်းရနေကြောင်းပြောချင်ပါတယ်နောက်မကြခင်မှာမိမိနဲ့ပြန်တွေ့ရမယ်လို့လဲမျှော်လင့်ပါတယ်အာဆီယံအပါအဝင်ဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာမိတ်ဖက်တွေကတော့နေပြီးတော့အစိုးရခေါင်းဆောင်တွေအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာတွေကိုရပ်တန့်ဖို့ပြည်တွင်းစစ်အဆုံးသတ်ရေးဆွေးနွေးညှိနှိုင်းမှုတွေစတင်ဖို့နဲ့ဒေါန်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့အကြိမ်ကြိမ်တောင်းဆိုထားကြပါတယ်စစ်မှုထမ်းပတ်စဉ်29ထိရောက်လာချိန်မှာအတ္တမစစ်သားစုဆောင်းခံမှုတွေကမြန်မာနိုင်ငံတော်ဝန်မှာပုံစံမျိုးစုံနဲ့ပို့ပြီးတော့များလာနေပါတယ်ချို့မတမန်မှုတွေကစစ်မှုထမ်းစုဆောင်းမှုကိုတုံးချပြီးတော့လူငယ်တွေကိုဖမ်းဆီးပြန်ပြီးဆွဲငွေတောင်းတာတွေလည်းရှိနေပါတယ်မြန်မာမှာလက်ရှိလူငယ်တို့ကြားမှာဘယ်ခေတ်မှမတူတဲ့စိုးရိမ်ပူပန်မှုနေတဲ့ဘဝကိုဖျက်ဆီးနေရတယ်လို့လူငယ်တွေကပြောပါတယ်အပြည့်စုံကိုမပတ်မှန်ကပြောပြမှာပါရန်ကုန်နဲ့မန္တလေးလိုမြို့ပြကြီးတွေမှာတော့နေကင်းကြောင်တောင်အုပ်စုဖွဲ့ပြန်ပေးဆွဲမှုတွေဖြစ်ပွားနေပြီးစစ်မှုထမ်းအတွက်ငွေကြေးနဲ့ရောင်းစားခံရမှုတွေရှိလာတာကြောင့်အပြင်ထွက်သွားလာဖို့အတွက်နောက်ကျောင်းမလုံနာတွေခန်းစားနေရတယ်လို့ BBC နဲ့စကားပြောခွင့်ရတဲ့လူငယ်တချို့ကပြောပါတယ်
ဘယ်အချိန်မှာဖမ်းဆီးခေါ်ဆောင်သွားခံရမလဲစိုးရင်ပူပန်မိတယ်လို့အသက်25နှစ်အရွယ်ကိုတက်ကွန်ကပြောပါတယ်ဒီစစ်မှုထမ်းဥပဒေမထုတ်ခင်ရဆိုရင်ရုံသွားရုံမှာတိတ်ပြီးပြဿနာတော့မရှိဘူးဒါပေမဲ့အခုစစ်မှုထမ်းဥပဒေပေါ်ပြီးတဲ့နောက်ပိုင်းကျတော့ဥမာမနေ့ရုံသွားကနေစပြီးတော့မှအဆောင်ရစတက်လိုက်ပြီးဆိုတာနဲ့အဆောင်ပြန်ဥပမာလမ်းမှာတစ်ခုမှမဖြစ်မလားဆိုတဲ့စိုးရင်စီဖြစ်တယ်ပေါ့စစ်မှုထမ်းမှာတုံးချပြီးတော့မှဒီလူပန်းကိုင်းပုံစံမတင်နေရကြားနေရဆိုတော့ကိုများတစ်ခုဖြစ်လို့ရှိရင်ကိုမီတာဆိုဘယ်လိုများဟိုလုံနေပေါ့ဘယ်လိုမျိုးဘယ်တော့ထိစိုးရင်ပုံမှုရှိမလို့အဲ့လားစိုးရင်ရတယ်နောက်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာမီတာဆိုတော့ငွေကြီးပြန်ပြီးနိုင်ကိုယ့်ရဲ့အနေထားဘောအနေထားဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့စိုးရင်ပေါ့နော်အဲ့ဒါလေအရန်ဟိုဒီစိုးရင်ရတဲ့အနေထားပေါ့နော်စစ်မှုထမ်းအသက်ထဲအကျုံးဝင်နေပြီးတော့မိန်းကလေးလည်းဖြစ်တဲ့အတွက်ကြောင့်အပြင်ကိုတယောက်တည်းသွားလာရတာမလုံခြုံတဲ့အပြင်တစ်ခုခုဖြစ်လာခဲ့ရင်ထိရောက်တဲ့အရေးယူမှုတွေလည်းမတွေ့ရလို့ကိုယ့်ဘာသာကိုကာကွယ်ပြီးနေထိုင်နေရတယ်လို့သက်20ကျော်လူငယ်အမျိုးသမီးမထထက်ကပြောပါတယ်စစ်မှုထမ်းရဲ့တက်နေတဲ့ကျုံးဝင်နေရဆိုတော့နော်ဖေသွားပုံမှန်လိုမျိုးလွတ်လပ်သွားလို့မရဘဲနဲ့အမြဲတော့ဂလီတစ်ဆိုင်ဆုံးတကြီးနေတော့သွားရရတယ်ပြေပေါ့နော်ဒီတယောက်တည်းသွားရတဲ့ဟာတွေမှာဆိုရင်ပူပြီးမှစိုးရင်ရတယ်အခုဆိုရင်ဒီစစ်မှုထမ်းတဲ့ကိစ္စတွေပြင်ဖုံးလူရက်သားတွေလူတွေဖမ်းတာတွေဒီပါဖြစ်လာတယ်ပြင်အဲ့ဒီပုံလည်းထိရောက်တဲ့အရေးယူမှုတွေလည်းလုပ်ပြရတယ်မတွေ့ရဘူးပြင်တစ်ခုဆိုလည်းတာဝန်ယူမှုတွေမရှိရတွေ့ရတဲ့အတွက်ကိုယ့်ဘာသာကိုပဲဂယူဆိုင်မဟုတ်ရင်အဆင်မပြေဘူးဆိုရင်နေထားရမှာပေါ့နော်ဒီလိုစိုးရိမ်စိတ်တွေကြောင့်လူငယ်တဘာဝအပြင်ထွက်လဲပတ်တာတွေတငယ်ချင်းမိတ်ဆွေတွေနဲ့ချင်းဆိုပြီးတော့အားလက်ချိန်ကုံဆုံးကြတာတွေကိုပြုလုပ်ဖို့ခေတ်ကာလအခြေအနေအရဆိုရင်အတော်လေးချင်းချင်းစဉ်းစားလာရတယ်လို့လူငယ်တွေကပြောကြပါတယ်အိမ်အပြန်အရန်နောက်ကြရင်လမ်းမှာပေါ်တာဆွဲခံရမှာကြောက်လန့်နေကြပြီးမလုံခြုံမှုတွေကပိုတိုးလာတယ်လို့လူငယ်တွေကပြောကြပါတယ်ပြီးခဲ့တဲ့ပတ်လွတ်တော်အစည်းအဝေးမှာလည်းဥပဒေထက်ကျော်လွန်ပြီးတော့စစ်မှုထမ်းအတွက်ဖမ်းဆီးမှုတွေရှိလာတဲ့ပေါ့မေးမြန်းမှုတွေရှိခဲ့ပြီးပြည်ထရေးဒုဝန်ကြီးဗိုလ်ချုပ်မင်းသူကတော့စစ်မှုထမ်းဖို့ရှောင်လွှဲနေသူတွေရှိလို့အခုလိုခေါ်ဆောင်တာတွေဖြစ်လာတဲ့သဘောလို့ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ပါတယ်စစ်မှုထမ်းစိတ်ခေါ်ခံရတာကြောင့်တခြားမျိုးတွေကိုတင်းရှောင်နေသူတွေရဲ့အမည်စရင်းတွေကိုလည်းအုပ်ချုပ်ရေးမှုနဲ့စစ်ဆေးရေးဂိတ်တွေကိုပေးပို့ထားပြီးတော့ရှောင်လွှဲသူတွေကိုအရေးယူမယ်လို့ပြောထားပါတယ်ဒါကြောင့်လူငယ်တို့တွေကြားမှာစစ်မှုထမ်းအဓမ္မဖမ်းဆီးမှုတွေအပေါ်စိုးရိမ်မှုတွေပိုတိုးလာနေပါတယ်ရှင်လေးမျက်နှာမြို့နယ်ထဲမှာဆက်ပြီးတော့ရည်ကြီးနေပြီးတော့လေးမျက်နှာအသွားလက်မော်ကအိုင်တပြူမှာလဲလမ်းနေပြတ်တော်နေပါတယ်ဒီရှင်နေတွေကြောင့်မတ်တရကပြောပြမှာပါလေးမျက်နှာမြို့နယ်မှာငဝုံမြင့်ရေဆက်တိုးနေတာကြောင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာကြကြမှုတွေရှိနေတယ်လို့ကုညီပေးနေသူတွေကပြောပါတယ်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအပြင်အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေဆက်လိုနေတယ်လို့လည်းဆိုပါတယ်ရေကြီးနေတာဒီနေ့နဲ့ဆို4ရက်ရှိခဲ့ပါပြီလက်ရှိလေးမျက်နှာမြို့နယ်အပြင်အရှိဘက်ကဟင်းသရနဲ့အောက်ပိုင်းကငတိုင်းချောင်းရေကြီးကျုံပျော်မြို့တွေမှာပါရှိတဲ့ကြီးရွာတချို့အထိပါရေဝင်ရောက်လာပြီလို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ငတိုင်းချောင်းနဲ့လေးမျက်နှာအကြားအိုင်တပြူလမ်းမကြီးပေါ်မှာရှိတဲ့တရားတစင်းဟာဒီမနက်ပိုင်းမှာပဲရေတိုက်စားရာကနေကျိုးကျပျက်စီးသွားပါတယ်။တရားအသေးဖြစ်ပေမဲ့အဓိကလမ်းမကြီးပေါ်ကဖြစ်လို့သွားလာရေးအတွက်အခက်အခဲဖြစ်သွားတယ်လို့ကယ်ဆယ်ရေးပြုလုပ်နေသူဟင်္ဒရာမြို့ဒေသခံတအူးကပြောပါတယ်။တရားအရင်ပြီးတော့မို့ဂုံတရားပုံနေမျိုးလေးပြ။ဒါပေမဲ့အဓိကလမ်းတော့ပွင့်ထွက်သွားတာပေါ့။ဒါပဲအခုအဲ့ညမှာကယ်ဆယ်ရေးသွားတဲ့လူတွေအဲ့ညမှာသုံးသက်ပြီးတော့အဲ့ညမှာကားတွေအကုန်ရက်ပြီးတော့စက်လေတွေနဲ့ရှေ့ကိုဆက်သွားမှရ။ဒီတိုင်းသွားလို့ဝင်လို့မရတော့ဘူး။ပိတ်မိနေတဲ့လူတွေကြီးသေးတယ်ဟုတ်။အိမ်ထဲမှာတချို့လူတွေမပြောင်းကြဘူးဗျာ။အဲ့ဒီလိုသွားကြလို့မရတော့သူတို့ရပိတ်မိညဘက်ရေတက်တဲ့အချိန်ကျပိတ်မိတယ်ပေါ့။ရေဘေးကယ်ဆယ်ကူညီဖို့73စီတွေအရေးပေါ်လိုအပ်နေသလိုဆက်လေဆေးဝါးနဲ့တောက်သုံးရေအပြင်ရေခါကြောက်တွေပါလိုအပ်နေတယ်လို့ကူညီကယ်ဆယ်ရေးပြုလုပ်နေသူတွေကပြောပါတယ်။မြေပြင်မှာကူညီနေတဲ့အခြေအနေနဲ့အခက်အခဲတွေအပေါ်နင်းချင်းရွာပရဟိတအဖွဲ့တာဝန်ရှိသူတို့ကအခုလိုပြောပါတယ်။အခုကလူငယ်အားနဲ့ဆက်လေအင်အားနဲ့ဆက်လေအင်အားနဲနေတယ်။ကူညီဆိုတာကဘယ်လိုကူညီလို့လဲဆိုတော့ရွာကပရဟိတသမားတွေကတော့ဆက်လေ15စီးရှိတယ်အဲ့15စီးကိုအခုကကျွန်တော်တို့ကပို့ကျင်တော့စီခဲခဲရှိတယ်အဲ့ဆက်တွေမောင်းဖို့ရေဘေးတည်နေတဲ့လေးမျက်နှာမြို့မှာတရုတ်နိုင်ငံတော့ကျောလွယ်ဂျိုးတုဆက်သွယ်ရေးစနစ်ကိုသုံးပြီးကယ်ဆယ်ရေးတွေလုပ်နေတယ်လို့ ARD တိုင်းမိသက်တပ်ဖွဲ့ဘက်ကပြောပါတယ်။ဒေါ်အနာအရှိချမ်းမှာတိုက်ပွဲတစ်ခုတည်းနဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံးနီးပါးချေမှုန်းခံခဲ့ရပါတယ်။စစ်ကြောင်းမှုကိုယ်တိုင်ပါကြာဆုံးခဲ့ပါတယ်။ဒါဟာရွေးကောက်ပွဲဂတိတွေချထားတဲ့ဒီစစ်ကောင်စီရဲ့တကယ်မြေပြင်အခြေအနေကိုထင်ဟပ်နေပါတယ်။ဒီနေ့သတင်းတွေထဲမှာထိုင်းနိုင်ငံကမင်းအောင်လှိုင်ကိုလက်ခံတွေ့ဆုံမဲ့ခီးစဉ်အပေါ်ထိုင်းလွှတ်တော်အမတ်တယောက်ရဲ့ဝေဖန်ချက်ဒေါ်နာအရှိချမ်းနဲ့လက်ရီကန်ဒေသတွေကဆက်လက်ရှုံးနေနေတဲ့အကြမ်းဖက်စစ်ကောင်စီ NUG ရဲ့လူအခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာထားဝင်မှာစိုင်ဝန်ထမ်းတွေကိုညအချိန်အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခံရမှုနဲ့ကရင်ပြည်နယ်က BGF ခေါင်းဆောင်ဖမ်းဝေရန်ကိစ္စတွေပါဝင်ပါတယ်။ထိုင်းနိုင်ငံစီကိုဩဂုတ်လ6ရက်နဲ့9ရက်မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်
တရားဝင်ခီးစဉ်ထောက်ဖို့ရှိနေတာနဲ့ပတ်သက်ပြီးထိုင်းလွှတ်တော်အမတ်ကာနာဗီဆုပ်ဆန်ကပြင်းထန်စွာဝေဖန်ထားပါတယ်ဒီခီးစဉ်ဟာတာမန်တန်တမန်ရေးခီးစဉ်တစ်ခုမျှသာမဟုတ်ပဲထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒနဲ့အာဆီယံအတွင်းရည်တည်ချက်ကိုရေရှည်တက်ရောက်စေမယ့်ကိစ္စလို့သူကဆိုပါတယ်ပြဿနာကတွေးဆောင်ခြင်းကိုယ်တိုင်မဟုတ်ပဲအခြေခံမှုမရှိတဲ့တွေးဆောင်ခြင်းလို့သူကထောက်ပြထားပါတယ်ဓာတ်ပုံရိုက်ခြင်းအခမ်းအနားကျင်းပခြင်းနဲ့လက်တွေ့အကျိုးသက်ရောက်မှုမရှိတဲ့ပူးထွေးကြည်ညာချက်များသာရရှိရင်ထိုင်းနိုင်ငံအနေနဲ့ဘာမှအကျိုးအမြတ်မရပဲမင်းအောင်လှိုင်ကိုနိုင်ငံရေးတရားဝင်မှုကိုသာပေးရတယ်လို့ဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်ဒီခီးစဉ်ဟာစစ်ကောင်စီကိုနိုင်ငံတကာမျက်နှာစာစီပြန်လည်ဝင်ရောက်လာစီဖို့ထိုင်းနိုင်ငံကပထမဆုံးတကားဖွင့်ပေးသူဖြစ်သွားနိုင်တယ်လို့လည်းသတိပေးထားပါတယ်ကာနဗေကတွေးဆောင်ရမှာအ ਨੇ ဆုံးအချက်၅ချက်တောင်းဆိုတဲ့နယ်လို့အဆိုပြုထားပါတယ်အရက်သားများအပေါ်တိုက်ခိုက်မှုများရပ်တန့်ရေးလူသားချင်းစာနာထောက်ထားရေးအကူအညီများဘေးကင်းစွာရောက်ရှိနိုင်ရေးအွန်လိုင်းလိမ်လည်မှုလူကုန်ကူးမှုမူရစ်ဆေးဝါးတိုက်ဖြတ်ရေးပူးပေါင်းဆောင်ရွက်ရေးတတုတူးဖော်ရေးကြောင့်ဖြစ်ပေါ်နေတဲ့နေဆက်ဖြတ်ကျော်ညှဉ်းညမ်းမှုဖြည့်ရှင်းရေးနဲ့အာဆီယံ၅ချက်သဘောတူညီချက်အကောင့်ထဲပေါ်ရေးတို့ဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ထောက်ပြလိုတာက2021ခုနှစ်စစ်အာဏာသိမ်းကလေးကအာဆီယံကစစ်ကောင်စီကိုယနေ့ထိတရားဝင်အတိအမှတ်မပြုသေးပါဘူးဒီအခြေအနေမှာပဲထိုင်းနိုင်ငံကတကားဖွင့်ပြီးမယ်ဆိုရင်9နှစ်ကျော်ကြာအောင်ကမ္ဘာဖိအားအောက်မှာရှိနေတဲ့စစ်ကောင်စီအတွက်အခွင့်အရေးကြီးတစ်ခုဖြစ်သွားနိုင်ပါတယ်ဒါကကျွန်တော်တို့ရဲ့စမ်းစစ်ချက်ပါခမရတို့ရဲ့အမြင်ကိုကျွန်တော်တို့လိုချင်ပါတယ်ထိုင်းနိုင်ငံရဲ့ဒီခီးစဉ်ဟာမြန်မာအကြက်တဲ့အတွက်အဖြေရှာပေးတဲ့လမ်းကြောင်းလို့ခမရတို့ယုံကြည်ပါသလားဒါမှမဟုတ်စစ်ကောင်ဆောင်ကိုနိုင်ငံရေးတရားဝင်မှုပေးတဲ့လမ်းကြောင်းလို့သာမြင်ပါတယ်လေကောမန့်မှာရေးပြပေးပါဒီခီးစဉ်ကိုကြီးညာနေချိန်မှာပဲမြေပြင်ကတော့လုံးဝဆန့်ကျင်ဘက်ရုပ်ပုံလွှာကိုကြားတာနေပါတယ်ကရင်ပြည်နယ် KNU တပ်မဟာ6ထိန်းချုပ်နေပြီးဒူးပလာယာခရိုင်ဒေါနအရှိချမ်းမှာနေမီစိုးမိုးရေးအတွက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်မှ22လက်အောက်ခံခမရ203နဲ့ခမရ210တပ်ရင်းတွေကို KNLA တပ်ရင်း28နဲ့တော်လန်ရေးပြီးပေါင်းတပ်ဖွဲ့တွေကဩဂုတ်လ3ရက်နေ့မှာကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်ခမရ203ကစစ်ကြောင်းမှုဗိုလ်မှုအဆင့်ရှိသူအပါအဝင်တပ်ဖွဲ့ဝင်အများအပြားကြဆုံခဲ့ပြီး MA1 MA2 MA3 လက်နက်များ RPG ကြည်တောင့်955တောင်နဲ့ဘုံအမျိုးမျိုးအပါအဝင်လက်နက်ခဲယံများစွာသိမ်းဆည်းရရှိခဲ့ပါတယ်။ KNU ကမိမိဆန္ဒမပါဘဲအတင်းအဓမ္မစစ်မှုထမ်းခိုင်းခံနေရသည့်စစ်ကောင်စီတပ်သားများအားမိမိတို့အသက်အန္တရာယ်နဲ့အနာဂတ်ကိုကာကွယ်နိုင်ရေးအတွက်တော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်ရောက်ကြရန်ထပ်မံတိုက်တွန်းထားပါတယ်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းချင်းနယ်စပ်ဒေသကနက်ရီကန်ဗျူဟာစခန်းကိစ္စမှာလည်းစစ်ကောင်စီရဲ့ရှုံးနိမ့်မှုဆက်လက်ဖြစ်ပေါ်နေပါတယ်။လိုင်ရွာနဲ့အနီးတစ်ဝိုက်ကိုဩဂတ်လ2ရက်ည10နာရီကနေ12နာရီအထိ Jet Fighter 3 စီးနဲ့ Y အနုတ်12လေယာဉ်2စီးကဘုံအလုံးကြီး90ကျော်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ယောက်ကယူမတောင်ကုန်းပေါ်ကလိုင်ရွာဘက်ကို2နာရီလောက်ထိကြာအောင် Jet နဲ့ Y အနုတ်12တစ်လှည့်စီကျဲတာအလုံးကြီးအတော်များတယ်လို့ပြောပါလေ။ဒါပေမဲ့အာရကတပ်တော်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပိတ်ဆို့ကြားဖြတ်တိုက်ခိုက်နေတာကြောင့်စစ်ကြောင်းတွေဂုတ်ကြီးနဲ့ပစီကြီးရွာအနီးရောက်တိုင်းတက်ပြလှည့်နေရပါလေ။နက်ရီကန်ဖြူဟာကုန်းရဲ့ကာကင်းစခန်းအားလုံးနီးပါးကို2025ခုနှစ်အစောပိုင်းကတည်းကအာရကတပ်တော်ကတင်ပိုက်ထားပြီးပင်မဖြူဟာစခန်းကြီးကိုသာဝိုင်းရန်ပိတ်ဆို့ထားတာဖြစ်ပါတယ်။လေရင်ချင်းတက်အားကိုပြီးမြေပြင်ကိုပြန်မသိမ်းယူနိုင်တဲ့ဒီစစ်ကောင်စီရဲ့အခြေအနေဟာဆယ်စုနှစ်များစွာကြာအောင်တိုင်းရင်းသားလက်နက်ကင်တော်လှန်ရေးအင်အားစုတွေကိုအပီးတိုင်မနှိမ်နှင်းနိုင်ခဲ့တဲ့ဗမာစစ်တပ်ရဲ့တမိုင်းကြောင်းအတိုင်းပါပဲ။ချင်းပြည်နယ်ဟာခါမြို့မှာလည်းရင်နာစရာဖြစ်ရတစ်ခုရှိပါတယ်။ဩဂုတ်လ1ရက်နေ့ည12နာရီဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိပဲစစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ရန်တမ်းပစ်ခတ်မှုကြောင့်အသက်52နှစ်အရွယ်ဒေသခံအမျိုးသမီးတယောက်ကြည်ထိမှန်သေဆုံးခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟာခါကထုတ်ပြန်ပါတယ်။ CDF ဟာခါဥက္ကဋ္ဌကသူတို့ဘာကြောင့်ရန်ပစ်တာလဲတော့မသိဘူး။ကျွန်တော်တို့ကမြို့ထဲကိုလုံးဝမဝင်ဘူး။သူတို့အချင်းချင်းရန်တမ်းပစ်ခတ်တာကြောင့်အမျိုးသမီးတဦးကြည်ထိမှန်သေဆုံးခဲ့တာပါလို့ဆိုပါတယ်။ပေါင်တွင်ကြည်ထိမှန်ပြီးတွေးထွက်လွန်သေဆုံးခဲ့တဲ့ဒီအမျိုးသမီးဟာတာသမီ4ဦးကြံရစ်ခဲ့ပါတယ်။ဒီလိုချိုးဖောက်မှုတွေအတွက်တာဝန်ယူတာဝန်ခံမှုရောချေပေးအမှုလုံးဝမရှိချောင်းလဲ CDF ဟာခါဥက္ကဋ္ဌကထုတ်ပြထားပါတယ်။ဒီဖြစ်စဉ်ဟာတိုက်ပွဲရလက်ကြောင့်တည်ဆုံးတာတော့မဟုတ်ပဲစစ်တပ်ရဲ့တာဝန်မဲမှုတစ်ခုတည်းကြောင့်အသက်တစ်ချောင်းဆုံးရှုံးရတာဖြစ်ပါတယ်။ဒီစစ်ကြောင်းရှုံးနေမှုနဲ့ရန်တမ်းပစ်ခတ်မှုတွေရဲ့နောက်ွယ်မှာရှိတဲ့ကိန်းဂဏန်းအကြီးအကျယ်ကို NUG ကဒီနေ့ထုတ်ဖော်ထားပါတယ်။စကိုင်းမန္တလေးနဲ့မကွေးတိုင်း3ခုတွင်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2026ခုနှစ်ဇူလိုင်လ15ရက်အထိလူအခွင့်အရေးချိုးဖောက်မှု12958မှုကို NUG လူအခွင့်အရေးဝန်ကြီးဌာနကစနစ်တကျမှတ်တမ်းတင်ထားကြောင်းထုတ်ပြန်ပါတယ်
ဒီထဲကစကိုင်းမှာ9909မှုမန္တလေးမှာ3522မှုနဲ့မကွေးမှာ3528မှုပါဝင်ပါတယ်ဒီဖြစ်စဉ်တွေအတွင်းအရသားပြည်သူစုစုပေါင်း3942ဦးသေဆုံးခဲ့ပြီးဒီထဲမှာအသက်18နှစ်အောက်ကလေးငယ်923မှုနဲ့အသက်60နှစ်အထက်အဖိုးအဖွား452ဦးလည်းပါဝင်ပါတယ်အထောက်ထားခိုင်မာတဲ့အမှုတွေ393မှုကိုကုလသမဂ္ဂ၏ IIMM ထံလွှဲပြောင်းပေးပို့ထားကြောင်းလည်းဆိုပါတယ် NUG လူခွင့်ရေးဝင်ကြီးဌာနကစစ်အုပ်စုကတိုင်းပြည်ကိုထိန်းချုပ်ထားနိုင်ပြီလို့ဘလောက်ပဲကြွေးကြော်နေပါစေ၎င်းတို့ရဲ့အာဏာဆက်ဆိုတာအရသားပြည်သူတွေရဲ့တွေးချွေးအယူစုတွေနဲ့မီးလောင်ပြကျသွားတဲ့အင်ဂျီတွေအပေါ်မှာပဲအခြေခံထားတာဆိုတာဒီအချက်အလက်တွေကတက်တည်ပြနေလာပါပဲလို့ကြီးညာတောင်းဆိုထားပါတယ်ကလေးငယ်900ကျော်အဖိုးဖွား450ကျော်အပါအဝင်တေဆုံးခဲ့ရတဲ့ဒီကိန်းကနန်းဒီဟာစစ်ကောင်စီကထိုင်းနိုင်ငံမှာခမ်းနားစွာကြိုဆိုခံရဖို့ကြိုးစားနေတဲ့အချိန်တည်းမှာပဲဖြစ်ပွားနေတဲ့လက်တွေ့အကြမ်းဖက်မှုတွေဖြစ်ကြောင်းကျွန်တော်တို့ထောက်ပြလိုပါတယ်ယခုတော့ထားဝယ်ဒေသကရင်နာစရာသတင်းတစ်ခုစီဆက်သွားကြပါစို့ခင်ဗျာထားဝယ်မြို့ဒေါင်းကုန်နဲ့စရိယကွက်ရှိစားတောက်ဆိုင်နဲ့ကုံစုံဆိုင်ဝန်ထမ်းအမျိုးသား3ဦးကိုဇူလိုင်လနောက်ဆုံးအပတ်အတွင်းညဘက်ဆိုင်များအတွင်းဝင်ရောက်ကအတင်းအကျပ်စစ်မှုထမ်းစုဆောင်းသွားခဲ့ကြောင်းမြို့ခံများသာပြောပါတယ်စားတောက်ဆိုင်မှာက2ယောက်ကုံစုံဆိုင်မှာက1ယောက်ပါသွားတယ်ညဘက်အိတ်နေတဲ့နေရာဝင်ခေါ်သွားတယ်လို့ဖြစ်စဉ်အားသိရှိပြီးထားဝယ်မြို့ခံ1ယောက်ကဆိုပါတယ်စစ်မှုထမ်းစုဆောင်းခံရသူတွေဟာထားဝယ်မြို့ခံတွေတော့မဟုတ်ပဲအခြားနေရာကလာရောက်အလုပ်လုပ်နေသူတွေဖြစ်ကြောင်းသိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကမျောကင်းတရားဂိတ်မှာလည်းလူငယ်30ဦးကျော်တရက်6မြို့မှာလည်းလူငယ်3ဦးကျော်အလားတူအတင်းအကျပ်စုဆောင်းခံခဲ့ရကြောင်းထဝီ watch ကမှတ်တမ်းနေနာပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဇူလိုင်လ22ရက်ကချင်းပြည်နယ်ခန္တီးမြို့နယ်မှာလွှတ်တော်ကိုယ်စားလှယ်တယောက်မေးမြန်းရမှာစစ်ကောင်စီပြည်ထရေးထုဝင်ကြီးကစစ်မှုထမ်းတင်းရှောင်သူများကြောင့်ဒီလိုအတင်းအကျပ်စုဆောင်းနေရတာလို့ဖြေကြားခဲ့ပါတယ်တင်းရှောင်သူများကိုစောင့်ကြည့်စင်ခေါ်ခြင်းနေအိမ်တွင်ဝင်ရောက်စင်ခေါ်ခြင်းများဟာအများပြည်သူအမြင်မှာအဓမ္မဖန်ဆီးခြင်းသဘောဖြစ်နေတဲ့ဆိုတာဒူးဝင်ကြီးကိုယ်တိုင်အတိအမှတ်ပြုထားပါတယ်ဒီနေရာမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်အလုတ်လုတ်ကင်နေတဲ့စိုင်ဝန်ထမ်းတွေကိုညဘက်အိတ်နေရကနေအတင်းအဓမ္မဆွဲထုတ်ခေါ်ဆောင်သွားတာဟာဥပဒေနောက်ကွယ်ကခိုင်လုံတဲ့လုပ်ငန်းစဉ်တစ်ခုမဟုတ်ပဲလူကုန်ကူးမှုနဲ့တူညီတဲ့အလေးအထားသာဖြစ်ပါတယ်ခင်ဗျားတို့ရဲ့ထင်မြင်ချက်ကိုကျွန်တော်တို့လိုချင်ပါတယ်ကချင်ပြည်မြစ်ကြီးနားစွန်ဘရာဘွန်လမ်းပိုင်းရှိလမွန်စွတ်ကိတ်မှာလဲဩဂတ်လ1ရက်ကနေ3ရက်အထိစစ်ဆေးမှုများပိုမိုတင်းကျပ်လာပြီးအမျိုးသား9ဦးဖမ်းဆီးခံခဲ့ရကြောင်းဒေသခံများကပြောပါတယ်စိုက်ကယ်နဲ့ကားများကိုဂိမ်းမရောက်ခင်ကတည်းကစစ်ဆေးခြင်းဖုန်းများကိုစက်နီးပညာနဲ့အသေးစိတ်စစ်ဆေးခြင်းများပြုလုပ်နေကြောင်းနဲ့လူငယ်နဲ့လူလက်ပိုင်းအရွယ်များကိုအထူးတင်းကျပ်စွာစစ်ဆေးနေကြောင်းဒေသခံများကဆိုပါတယ်အလကားနီဖမ်းခံရမှာစိုးရတယ်လူငယ်တွေပွာလာရတာပိုကယူဆက်ရပါတယ်လို့ဒေသခံတယောက်ကပြောပါတယ်ခုနကထားဝေဒေသကစစ်မှုထမ်းစုဆောင်းမှုနဲ့ဒီလမွန်ဇုတ်ကိတ်ကတင်းကျပ်မှုတွေဟာဆက်ဆက်နေတဲ့ပုံစံတစ်ခုဖြစ်ပါတယ်လူငယ်တွေရဲ့လွတ်လပ်စွာပွာလာခွင့်ကိုကန့်သတ်ပြီးစစ်မှုထမ်းအတွက်လက်ရှိနေရာချထားမှုတွေကိုတိုးမြင့်နေတဲ့ပုံစံမျိုးဖြစ်ပါတယ်မလေးရှားနိုင်ငံကထားပြည်နယ်မှာလည်းအလားတူဒုက္ခတစ်ခုရှိပါတယ်ကိုတာစီတာကွာလာမူတာနဲ့ကူဘန်းပါဆူခရိုင်တွေမှာဩဂုတ်လ2ရက်နဲ့3ရက်မှာအာနာပိုင်ညာကအော်ပရာစီစစ်စင်ရေး3ခုဖြစ်ရှောင်းတကင်ဝင်ရောက်စစ်ဆေးခဲ့ရာကလေးငယ်2ဦးအပါအဝင်မြန်မာနိုင်ငံသား28ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်ဖမ်းဆီးခံရသူ34ဦးအနက်အများဆုံးကမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်တရားဝင်နေထိုင်ခွင့်ဗီဇာနဲ့ပါမစ်မရှိခြင်းကြောင့်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးစစ်မြို့ရှိဘီလန်ပစ်လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။ခလေး2ဦးအပါအဝင်ဒီလိုဖမ်းဆီးခံနေရတာဟာနိုင်ငံခြားမှာအသက်မွေးနေရတဲ့မြန်မာနိုင်ငံသားတွေကိုကာကွယ်ပေးနိုင်တဲ့အစိုးရဆိုတာရှိမနေတဲ့အတွက်ရင်ဆိုင်နေရတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ယခုတော့ကရင်ပြည်နယ်က BGF ခေါင်းဆောင်ဖမ်းဝေရန်ထုတ်ခံရမှုနဲ့ပတ်သက်တဲ့အရေးကြီးဆန်းစစ်ချက်စီတွားကြပါစို့ခင်ဗျာ။ကရင်နယ်ခြားဆောင်တပ် BGF ရဲ့အမှတ်4တပ်နယ်မှုဗိုလ်မှူးစောမုတ်တုံကိုထိုင်းနိုင်ငံဘက်ကနေဆက်ဖြတ်ကျော်ရာဇဝတ်မှုလူကုန်ကူးမှုနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တွေမှာပါဝင်ပတ်သက်မှုကြောင့်ဖမ်းဝေရန်ထုတ်လိုက်ကြောင်းသတင်းရပါတယ်။ကြားဖြန့်ရေးစောင့်ကြည့်လေ့လာသူစောသူဘီက KIC ကရင်သတင်းဌာနကိုရှင်းပြရမှာဒီအမှုနောက်ွယ်မှာ FBI ရဲ့ PR နဲ့တရုတ်အစိုးရရဲ့ PR နှစ်ခုလုံးရှိနိုင်တယ်လို့သုံးသပ်ထားပါတယ်။စောမုတ်တုံဟာ BGF မှာဒုတိယအကြီးဆုံးခေါင်းဆောင်ဖြစ်ပြီးထိုင်းဥပဒေအရလူကုန်ကူးမှုစန့်ကျင်ရေးဥပဒေနဲ့အဖြစ်ထင်ရှားရင်အနည်းဆုံး4နှစ်ကနေအများဆုံး20နှစ်အထိထောင်ချခံရနိုင်တယ်လို့ဆိုပါတယ်။ဒီအင်တာဗျူးတွေကအရေးကြီးဆုံးချက်တစ်ခုကိုကျွန်တော်တို့ထောက်ပြလိုပါတယ်။ကြားဖြတ်လုပ်ငန်းတွေဟာကရင်ပြည်နယ်ရဲ့ local economy တစ်ခုအဖြစ်ကျင့်သားရနေပြီလို့စောသူဘီကရှင်းပြထားပါတယ်။
BGF တို့ DKBA တို့ထိန်းချုပ်တဲ့ဒေသတွေမှာမြေယာငှားခြင်းအဆောက်အဦဆောက်ခြင်းလျှက်စစ်ပေးခြင်းလုံခြုံရေးပေးခြင်းအထိဒီကြားဖြန့်စီးပွားရေးဆောင်တွေကိုအစုံလင်ကာကွယ်ပေးနေတယ်လို့ဆိုပါတယ်။ရရှိလာတဲ့ဒေါ်လာတန်းချီငွေတွေနဲ့ကျောင်းဆေးရုံဘုံကြီးကျောင်းခရီးရန်ကျောင်းတွေကိုလှူဒန်းပြီးကရင်ပြည်သူတချို့ရဲ့လက်ခံမှုကိုပါရယူနေတယ်လို့စောသူဗီတာတတိပေးထားပါတယ်။ကိုလံဘီယာနိုင်ငံကဘိန်းဖြူကုန်ကူးသူဘယ်လိုအက်စကိုပါလွှတ်တော်ထိတောင်တက်ရောက်နိုင်ခဲ့တယ်လို့ပုံစံမျိုးကရင်ပြည်နယ်မှာလည်းဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ဒါဟာကရင်လူထုနဲ့ကရင်ပြည်နယ်ရဲ့အနာဂတ်နိုင်ငံရေးပြည်လဲတိစောက်မှုအတွက်အလွန်စိုးရိမ်စရာဖြစ်ပါတယ်။ KNU အနေနဲ့ဒီနာမည်ပြနေတဲ့ခေါင်းဆောင်တွေကိုဘလူနီနဲ့မှပြန်လက်ခံလို့ရမှာမဟုတ်ကြောင်းလက်ခံမယ်ဆိုရင်မိခင်အဖွဲ့အစည်းရဲ့ဂုံတိတ်ခါနဲ့ပြည်သူယုံကြည်မှုပျက်စီးသွားနိုင်တယ်လို့စောသူဘေးကတတိပေးထားပါတယ်။ဒါကတော့ကျွန်တော်တို့ကိုးကားထားတဲ့လေ့လာသူတယောက်ရဲ့စမ်းစစ်ချက်ဖြစ်ကြောင်းရှင်းလင်းစွာတင်ပြလိုပါတယ်။တရင်နီပြည်ဖျူဆိုမျိုးနယ်အနောက်ချမ်းကစစ်ပေးဆောင်ပြည်သူတွေအတွက်တော့တနေ့တာအသက်ရှင်ရေးကိုယ်တိုင်ကတိုက်ပွဲတစ်ခုနဲ့တူနေပါပြီ။ကုန်စည်စီးဆင်းမှုအခက်အခဲကြောင့်ကြက်ဥတလုံးကိုနှစ်ချက်အထိပေးဝယ်နေရကြောင်းသိရပါတယ်။ဒီမော့ဆိုမျိုးနယ်မှာ800ချက်ပဲရှိတဲ့ကြက်ဥတလုံးဟာလမ်းမဆက်သွယ်ရေးခက်ခဲမှုကြောင့်3ဆနီးပါးစီးမြင့်တက်သွားတာဖြစ်ပါတယ်။ကုံစုံဆိုင်ရှင်အမျိုးသမီးတစ်ယောက်ကကလေးတွေကိုစားစီခြင်းနဲ့စိတ်နေဆိုတော့ဝယ်ကြတာပဲလေလို့ဆိုပါတယ်။ကချင်ပြည်ပူတာအိုဒေတာမှာလည်းအလားတူပါပဲ။ခရမ်းချင်တီးတစ်လုံးကိုတစ်ချက်အထိပေးဝယ်နေရကြောင်းသိရပါတယ်။ဒီလိုဝေးလံခေါင်တီးပြီးလမ်းမဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာကုန်စည်နှုန်းအစမတန်မြင့်တက်နေတာဟာစစ်ပွဲနဲ့လမ်းပိတ်ဆို့မှုတွေကြောင့်အခြေခံစားနပ်ရိက္ခာတောင်ဝယ်ယူနိုင်စွမ်းမရှိတော့တဲ့ပြည်သူအများအပြားကိုဖန်တီးနေတာဖြစ်ပါတယ်။စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်တဲ့ကလေးတမူလမ်းကြောင်းပေါ်ရှိခမ်းဘတ်မျိုးအပါအဝင်ကြေးရွာအချို့မှာလည်းဒေသခံအများစုနေရပြန်ဖို့မရဲကြသေးပါဘူး။ NUG ရဲ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှစ်ကြော်ကြာထိန်းချုပ်ထားခဲ့တဲ့ဒီလမ်းကြောင်းကိုဇူလိုင်လ31ရက်နေ့မှာစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့သတင်းရင်းမြစ်တယောက်ကအုပ်ချုပ်ရေးပိုင်းကဝန်ထမ်းတွေနဲ့မြို့ခံတချို့လောက်ပဲပြန်ကြလာရှိတယ်။အများစုကတော့မပြန်ရဲကြသေးဘူး။အဓိကတော့တိုက်ပွဲတွေပြန်ဖြစ်လာမှစိုးရင်ကြတာရှိတယ်လို့နောက်ဆက်တွဲလုံခြုံရေးဆိုင်ရာအကြောင်းတွေကြောင့်မပြန်ရဲကြသေးဘူးလို့ပြောပါတယ်။စစ်တပ်ကဌာနဆိုင်ရာဝန်ထမ်း35ဦးနဲ့မိကုံ2ဦးကိုကုညီထောက်ပံ့ရေးပစ္စည်းများနဲ့အတူပြန်လည်ဝင်ရောက်ခဲ့ကြောင်းကြေညာထားပေမဲ့တိုက်ပွဲရလဒ်တစ်ခုတည်းနဲ့ပြည်သူတွေရဲ့စိုးရင်ကြောက်ရွံ့မှုကိုပြန်ပြင်လို့မရနိုင်ဘူးဆိုတာကိုဒီအခြေအနေကပြသနေပါတယ်။စကိုင်းတိုင်းထိချိုက်မြို့နယ်မောင်းကုန်းကျေးရွာကတရုတ်နိုင်ငံရဲ့အကြီးစားစီမံကိန်းဖြစ်တဲ့တကောင်းတောင်နီကယ်စက်ရုံကိုလည်းပြန်လည်ပတ်ဖို့ပြင်ဆင်နေကြောင်းဒေသခံများကပြောပါတယ်။2024ခုနှစ်စက်တင်ဘာလက NUG နဲ့ PDF များမောင်းကုန်းကျေးရွာကိုသိမ်းပိုက်လိုက်တဲ့အခါရပ်နားခဲ့ရတဲ့ဒီစက်ရုံကိုစစ်တပ်ကဒေသပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပြန်လည်ပတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။တရုတ်နိုင်ငံသားများအပါအဝင်အလုတ်သမား1000ကျော်နဲ့လည်ပတ်နေတဲ့ဒီစီမံကိန်းကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့လောင်စာပို့ဆောင်ရေးလမ်းကြောင်းတွေပြန်ရှင်းလင်းအောင်စ조사နေတာဟာဒေသခံပြည်သူတွေရဲ့လုံခြုံရေးထက်တရုတ်ရင်းနှီးမြှုပ်နှံမှုကိုဦးစားပေးနေတဲ့ပုံစံကိုထင်ဟပ်နေတဲ့ပုံစံကိုထင်ရှားနေပါတယ်။ထိုင်းနိုင်ငံချွန်ဘူရီခရိုင်မှာလည်းရုရှားမောင်နှမ2ဦးနဲ့ထိုင်းမိသားစုဝင်3ဦးတပ်ဖြတ်အလောင်းဖျောက်ခံရမှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံသားတယောက်ကိုထပ်မံဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။ရုရှားမောင်နှမကိုဇူလိုင်လ26ရက်ကဆိုင်ကယ်စီးလာစဉ်ပျောက်ဆုံးခဲ့ပြီးနောက်ဇူလိုင်လ29ရက်မှာတပ်ဖြတ်မြေမြုပ်ခံထားရသည်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကွင်းစင်းစစ်ဆေးရန်ညွှန်ကြားထားပြီးလက်ရှိမှာဖမ်းဆီးထားသူ3ဦးရှိနေပါပြီ။ဒီအမှုကမြန်မာနိုင်ငံနဲ့ဓာတ်ရိုက်မသက်ဆိုင်ပေမဲ့ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့နိုင်ငံသားများအတွက်လုံခြုံရေးစိုးရိမ်စရာဖြစ်ရတစ်ခုအဖြစ်သတိပြုစရာဖြစ်ပါတယ်။ယခုတော့ကမ္ဘာသတင်းတွေစီဆက်သွားကြပါစို့ခင်ဗျာ။ အမေရိကန်သမ္မတထရမ့်ကအီရန်ကိုဆက်လက်တိုက်ခိုက်ဖို့ချိန်ချောက်ထားတဲ့အကြီးအကျယ်စစ်စင်ရေးတွေကိုရပ်ဆိုင်းလိုက်ပြီးတနင်္လာနေ့မှာအီရန်နဲ့စစ်ပွဲရပ်စဲရေးအတွက်ဆွေးနွေးပွဲအသစ်စတင်တော့မယ်လို့ကြေညာလိုက်ပါတယ်။ဒါပေမဲ့အီရန်ဘက်ကတော့အမေရိကန်နဲ့ဆွေးနွေးနေတာမဟုတ်ဘူးလို့ညင်းဆိုထားပြီးဟော့မုတ်ရေလက်ကြားကိုယာယီပြန်ဖွင့်ပေးဖို့အိုမန်နိုင်ငံနဲ့သာဆွေးနွေးနေတယ်လို့ရှင်းပြထားပါတယ်။ဒီအငင်းပွားမှုကထရမ့်ကိုစိတ်ဆိုးစေခဲ့ပုံရပြီးအီရန်ခေါင်းဆောင်ပိုင်းကိုမယုံကြည်နိုင်လောက်အောင်လှည့်ဖျားမှုကြီးမားတယ်လို့သူ့ရဲ့ Truth Social စာမျက်နှာမှာရေးသားခဲ့ပါတယ်။အိုမန်နဲ့ဆွေးနွေးမှုရလကောင်းရရင်တောင်အမေရိကန်ပါဝင်မှုမရှိဘဲသဘောတူညီချက်ပြည့်စုံလို့ရမလားဆိုတာမတိကျသေးဘူးလို့ရေနောင်ကျောင်းခြေရာကန်ကုမ္ပဏီကက်ပလာကျွမ်းကျင်သူမက်သျူးရိုက်ကသုံးသပ်ပါတယ်။ဒီစစ်ပွဲရဲ့ဆိုးကျိုးကရေနံသင်္ဘောတွေအပေါ်တိုက်ရိုက်တက်ရောက်နေပါလေ။ဟိုမုတ်ရေလက်ကြားကိုဖျက်ဆီးတဲ့သင်္ဘောအရေအတွက်ဟာစစ်ပွဲမတိုင်ခင်ကတနေ့100ကျော်ရှိရာကနေစနေနေ့မှာ17စင်းတနင်္ဂနွေနေ့မှာ8စင်းအထိကျဆင်းသွားခဲ့ပါတယ်။ကမ္ဘာရေနံနဲ့တန်းငွေ20%လောက်ဟာပုံမှန်အားဖြင့်ဒီရေလက်ကြားကနေဖျက်ဆီးလေးရှိပါတယ်
ဒီအတွင်းမှာပဲ Saudi Arabia ရဲ့ရေနံသင်္ဘောတွေကိုယီမင်ဟူသီတဖုံတွေကပင်လယ်နီမှာတိုက်ခိုက်မှုတွေတိုးလာနေတာကြောင့် Hormuz နဲ့ပင်လယ်နီနှစ်ခုစလုံးမှာအန်ဒီရဲ့ရင်ဆိုင်နေရတဲ့အခြေအနေကိုပြဿနာအပေါ်မှာပြဿနာထပ်ပုံနေတာလို့ Wright ကခေါ်ဝေါ်ထားပါတယ်။ပါပဲ Al-Mandab ရေလက်ကြားကိုဖျက်ဆီးတဲ့ကုန်စည်တင်သင်္ဘောတွေက6ဆင်းဟာဖန်ဆီးခံရမှာဆိုလို့ transponder ပိတ်ထားရတဲ့အခြေအနေထိရောက်နေပါတယ်။ဒါပေမဲ့ Trump ရဲ့တိုက်ခိုက်မှုရက်ဆိုင်ကြီးညာချက်ကြောင့်ရေနံဈေးနှုန်းတွေကတနင်္လာနေ့မနက်မှာ4%ကျော်ကျဆင်းသွားခဲ့ပါတယ်။ကမ္ဘာရေနံဈေးနှုန်းဆက်လက်ဖောက်ပြန်နေမှုဟာမြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝန်းကလောင်စာဆီဈေးနှုန်းကိုပါဆက်လက်ရိုက်ခတ်လာနိုင်ကြောင်းခင်ဗျားတို့သတိမူသင့်ပါတယ်။ဂျပန်နဲ့အမေရိကန်ကတော့ရန်ငွေတန်ဖိုးကိုကာကွယ်ဖို့အလွန်ရှားပါးတဲ့ပူးတွဲစီးပွားရေးလှုပ်ဆောင်ချက်တစ်ခုပြုလုပ်ခဲ့ကြောင်းအတည်ပြုကြေညာခဲ့ပါတယ်။ရန်ငွေဟာနှစ်ပေါင်း40အတွင်းအနှိမ့်ဆုံးအဆင့်ကိုကျဆင်းသွားခဲ့ရမှာ2011ခုနှစ်ဂျပန်ငလျင်နဲ့ဆူနာမီကပ်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ဂျပန်နဲ့အမေရိကန်ပူးတွဲစည်းဝေးခဲ့တာဖြစ်ပါတယ်။ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနကနယူးယောက်ဈေးကွက်မှာ$59 ဘီလီယံနီးပါးရောင်းချပြီးရန်ငွေပြန်ဝယ်ခဲ့ကြောင်းသိရပါတယ်။အမေရိကန်ဘက်ကလည်း$5 ဘီလီယံကနေ$10 ဘီလီယံထိရန်ငွေဝယ်ဖို့အစီအစဉ်ထားကြောင်းသိရပါတယ်။ဂျပန်ဘဏ်ခေါင်းဆောင်တယောက်ရဲ့အဆိုအရဒီလိုညှိနှိုင်းပူးပေါင်းလှုပ်ဆောင်မှုမျိုးကိုဆက်လက်လှုပ်ဆောင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ဆူဒန်နိုင်ငံဒါဖာဒေသမှာတော့ရင်နာစရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဆူဒန်စစ်တပ်ရဲ့ drone တိုက်ခိုက်မှုကြောင့် RSF အုပ်ချုပ်ထားတဲ့ဂါရာအယ်ဇာဝီယာကျေးရွာကရိုးရာတရားရုံးထိုင်မှုတစ်ခုမှာလူ35ယောက်သေဆုံးခဲ့ကြောင်းဒေသတွင်းလူအခွင့်အရေးအဖွဲ့ Emergency Lawyers Group ကဖော်ပြထားပါတယ်။ရွာခေါင်းဆောင်4ဦးနဲ့ RSF တပ်ဖွဲ့မှူး2ဦးလည်းပါဝင်ခဲ့ပါတယ်။တပ်ပြည်တယောက်ရဲ့ပြောကြားချက်အရ drone 2စင်းကအထက်ကနေပြန်တန်းပြီးမှဒုံးကျည်4လုံးကျော်ပစ်ချခဲ့တာဖြစ်ပါတယ်။အရက်သားနေရာတွေနဲ့လူစုလူဝေးရှိရာနေရာတွေကို drone သုံးပြီးတိုက်ခိုက်မှုတွေတိုးလာနေတာကြောင့်ပြည်သူတွေရဲ့အန္တရာယ်ပုံမှုကြီးမားလာနေတယ်လို့ Emergency Lawyers Group ကသတိပေးထားပါတယ်။ရုရှားနိုင်ငံ Krasnodar ပြည်နယ်ကမ်းခြေတစ်ခုမှာလဲ Ukraine drone တစ်စင်းကြာရောက်ပေါက်ခွဲခဲ့ရာကလေး3ယောက်အပါအဝင်လူ9ယောက်သေဆုံးခဲ့ပါတယ်။ဒဏ်ရာရသူ40ရှိပြီး18ယောက်ကိုဆေးရုံတင်ထားရကြောင်းဒေသဖက်ပေါ်ကြီးကဆိုပါတယ်။ကမ်းခြေမှာနေထိုင်သူတယောက်ကကျွန်တော်တို့ကလာကာအောက်မှာပုံအောင်ခဲ့ကြတယ်။ဘေးနေရာပေါက်ခွဲသွားလဲတောင်မမြင်ခဲ့ရဘူးလို့ပြောပါတယ်။ဒီအတွင်းယူကရိန်းကရုရှားရဲ့ Wildberries online ဈေးကွက်ကုမ္ပဏီကုန်လှောင်ရုံများကိုလည်းစက်တိုက်ခိုက်နေစေဖြစ်ပါတယ်။ကြာတာပတိနေ့ကလည်း Kyiv မြို့ကိုရုရှားတုံးကြီးတွေနဲ့ပစ်ခတ်ခံရရာလူ9ယောက်သေဆုံးခဲ့ပါတယ်။ခင်ဗျားတို့ဒီနေ့တင်ဆက်ခဲ့တဲ့သတင်းတွေကိုတစ်ခါထပ်ပြီးအနှစ်ချုပ်ပြန်ပြောပြပါမယ်။ထိုင်းနိုင်ငံရဲ့မင်းအောင်လှိုင်ကိုကြိုဆိုမဲ့ခရီးစဉ်ပေါ်ဝေဖန်ချက်ဒေါနာနဲ့နတ်ရေကန်ဒေသတွေကစစ်ကောင်စီရဲ့ဆက်လက်ရှုံးနိမ့်နေမှုဟာခါမှာအယက်တန်းအမျိုးသမီးပြုတ်ခတ်သေးဆုံးမှု NUG ရဲ့လူအခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာထားဝင်တဲ့ကချင်ပြည်ကစစ်မှုထမ်းစုဆောင်မှုနဲ့စစ်ဆေးရေးတင်ကြပ်မှုမလေးရှားကမြန်မာအလုပ်သမားဖမ်းဆီးခံရမှု BGF ခေါင်းဆောင်ဖမ်းဝရင်းနဲ့ကြားဖြန့်စီးပွားရေးဆောင်အန်တကြီးဖရူဆိုနဲ့ပူတာအိုဒေသတွေကကုန်စည်နှုန်းအကျက်တေးခမ်းပတ်ဒေသခံများနေရက်ပြန်ရန်ကြောက်ရွံ့နေမှုတကောင်းတောင်နီကယ်ဆက်ယုံပြန်လေဖွင့်လျရန်ပြင်ဆင်မှုနဲ့ထိုင်းနိုင်ငံရဲ့ရုရှားမောင်နှမတပ်ဖြတ်မှုအမှုဆက်လက်ဖော်ထုတ်နေမှုတို့ပါဝင်ခဲ့ပါတယ်။ကမ္ဘာအခင်းအကျင်းအနေနဲ့ကတော့အီရန်အမေရိကန်ဆွေးနွေးပွဲအသစ်နဲ့ဟော်မုတ်စီလက်ကြားကရည်နံတင်ပို့အန်တကြီးဂျပန်အမေရိကန်ရန်ငွေကာကိုရေးပို့တွဲစီမှုဆူဒန်ဒါဖာဒေသကတရားရုံးထိုင်ပွဲဒရုန်းတိုက်ခိုက်မှုနဲ့ရုရှားကမ်းခြေကကလေးများအပါအဝင်အယက်သားသေဆုံးမှုတို့ပါဝင်ခဲ့ပါတယ်။ဒီသတင်းတွေအားလုံးရဲ့ဆက်ဆက်နေတဲ့ဇက်လန်ကတော့နိုင်ငံတကာမျက်နှာစာမှာဂုံတိတ်ခါရှာနေချိန်ဒီမှာပဲကိုပြည်သူတွေကိုကာကွယ်ပေးနိုင်စွမ်းလုံးဝမရှိတဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့သဘောတဘာဝပါပဲဒီနေ့သတင်းတွေကဘယ်သတင်းကြောင့်ခင်ဗျားတို့ကိုအထီရောက်ဆုံးထိခိုက်ခဲ့တယ်လဲကွန်မန့်မှာရေးပြပေးပါဒီသတင်းအစီအစဉ်ကိုကြိုက်နှစ်သက်ရင် like နှိပ်ပေးပါ subscribe လုပ်ပေးပါခင်ဗျားတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာရေးပြပေးပါအမေစုတော်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ကြပါစေအားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာ